ဇာတာပရိသသမီးတွေမကြော်သွားပါနဲ့ခင်ဗျဇာတာပရိသသမီးတွေမဖြစ်မနေနားထောင်မှာအရန်ရေးကြည့်ပါတယ်ကိုကဇာတာပရိမဟုတ်ရင်တောင်မှကိုရဲ့မိသားစုမိတ်ဆွေတငယ်ချင်းအပေါင်းအသင်းမိတ်သင်္ဂဟာထဲမှာဇာတာပရိသသမီးတွေရှိရင်ဒီဗီဒီယိုကို sharing လုပ်ပေးပါဇာတာပရိသသမီးတွေတိထိုက်တဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့အတွက်လောက်ကိုလောက်ရမယ်အကြောင်းအရာတစ်ခုဖြစ်တဲ့အတွက်ဇာတာပရိသသမီးတွေစီကိုမျှဝေပေးပါခင်ဗျာအခုလာမယ့်သင်္ကြန်ပေါ့နော်1388ခုနှစ်မဟာသင်္ကြန်မှာဇာတာပရိသသမီးတွေအတာစားပါတယ်ကောစာနှစ်ကျွန်းဖြစ်တဲ့အတွက်ဇာတာပရိကမရဏအိမ်မှာချပြီးတော့အထူးညံ့ပါတယ်ခင်ဗျာညံ့နေဆိုတာအတာစားတဲ့အပြင်ကိုမှဇာတာပရိသသမီးတွေဒီမဟာဘုတ်ခွင်ရဲ့မရဏဂျိုအိမ်မှာရှိတဲ့အတွက်ကျမ်းမာရေးအထူးဂရုစိုက်ရပါမယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့သတိထားပါဘယ်လိုခေါ်မလဲအရန်ကျမ်းမာရေးကောင်းနေတယ်ဆိုတဲ့သူတွေတောင်မှဒီအခုလာမဲ့သင်္ကြန်ကြော်သွားတာနဲ့ကျမ်းမာရေးနဲ့ပတ်သက်ရင်ဆိုးရွာထိခိုက်တတ်ပါတယ်ခင်ဗျာမမျော်လင့်ထားသောဘေးအန္တရာယ်တွေကြုံရတတ်ပါတယ်မြေဘေးမီးဘေးစသဖြင့်အန္တရာယ်မျိုးကြုံတွေ့ရတတ်တယ်ငွေကြေးစီးပွားလက်လာပါနဲ့ပတ်သက်တဲ့ဆုပ်ယုပ်ခြင်းမျိုးတွေကြုံရတတ်ပါတယ်ခင်ဗျာအဲ့တော့အတာစားတဲ့ဇာတာပရိသသမီးများအားလုံးသင်္ကြန်အတက်နေ့မှာကျွန်တော်အခုပြောမဲ့ရေတရားကိုလုပ်ပါအတာစားတဲ့ဇာတာပရိသသမီးတွေဟာခုနကပြောတဲ့မကောင်းသောဘေးအန္တရာယ်တွေတစ်ခုမှကြားရောက်ခြင်းမရှိဘဲနဲ့ကောင်းသောကောင်းကျိုးချမ်းသာတွေသာဖြစ်ထွန်းအောင်မြင်ပြီးတော့2ဆ3ဆ10ဆထက်မကချမ်းသာခြင်းနဲ့အောင်မြင်ခြင်းတွေရရှိပြီးတော့ခံစားဆန်စားရမှာဖြစ်ပါတယ်ခင်ဗျကျမ်းမာရေးညံ့မဲ့သူတွေစီးပွားရေးအလုပ်ကိုင်းငွေကြေးစသဖြင့်နေပါညံ့ပြီးတော့ပေါ့နော်ဆုပ်ယုပ်ပျက်စီးမဲ့ဘေးကြုံတွေ့နေရတဲ့အတာစားသောဇာတာပရိသသမီးတွေထဲမှာမှဒီအတက်နေ့မှာဒီရေတရားကိုလှုပ်ထားတဲ့ဇာတာပရိသသမီးတွေဒီမကောင်းသောဘေးအန္တရာယ်များကြုံတွေ့ခြင်းမရှိဘဲနဲ့ကောင်းကျိုးချမ်းသာတွေသာလျင်ဖြစ်ထွန်းရရှိစံစားခံစားမှာဖြစ်ပါတယ်အခုလာမယ့်သင်္ကြန်အတက်နေ့မနက်9:45မိနစ်တိဇာတာပရိသသမီးများရဲ့အိမ်ဖျားကျောင်းဆောင်မှာလှူပေးရမယ့်အရာကတရက်ပင်ရအရွက်တရက်ရွက်10ရွက်ကိုဖန်ခွက်လေးနဲ့ထည့်ပြီးတော့ဖျားเจ้าဆောင်ပေါ်မှာတင်ထားပေးပါဖျားကိုလှူထားပေးပါခင်ဗျလှူတဲ့ခါမှာလောကဝိဒုဆိုတာကိုအသက်ထက်တစ်ခေါက်ပို့ပြီးတော့ရွတ်ပေးပါကျင်းသေးပါစိုးသောကံတရားများအားလုံးကင်းစင်လင်းပြောက်သွားပါမယ်ခင်ဗျာအဲ့ဒီအတက်နဲ့တင်ထားတဲ့ရေတရားပြုထားတဲ့နေရာစပြီးတော့21ရက်တိအဲ့ဒီဖန်ခွက်ကိုမစွန့်ပါဘူးအဲ့ဒီတရက်ရွက်ကိုမစွန့်ပါဘူး21ရက်ပြည့်တော့မှသာလျှင်အဲ့ဒီဖန်ခွက်ကိုတရက်ရွက်ကိုအားလုံးရေစီးသောချားမြောင်းတဲ့နေရာမှာတွားမြောက်လိုက်ပါခင်ဗျာဒါအတက်နေ့မှာလောက်ရမယ့်ရေတရားပါနှစ်စန်းတရက်နေ့မနက်9နာရီအတိမှာဇာတာပရိသသမီးများအရှိရက်ကိုမျက်နှာမူပြီးတော့ဦးကောင်းစီးလိုက်ပါတယောကမောနဲ့ခေါင်းလျှော်လိုက်ပါဂုံတော်ကိုလိုက်ပြီးလျှော်လိုက်ပါကောင်းသောကံနေကျင်းတွေပါဖင့်တယ်ရရှိလာပါလိမ့်မယ်ခင်ဗျာ